ဘာဖြစ်လို့သူချမ်းသာရဆိုတော့တတ္တဝါတိုင်းလူဖြစ်စေတိရစ္ဆာန်ဖြစ်စေနတ်ဖြစ်စေမြမာဖြစ်စေဘာရှာနေကြတန်တရားတစ်ခွင်လုံးမှာလဲတို့ဘာရှာခဲ့ကြတယ်ထင်ချမ်းသာပဲရှာခဲ့တာဟုတ်ပြီနော်သို့တော့အခုချမ်းသာကြရဲ့လားအပြောကတော့လူချမ်းသာတဲ့ပြောပါတဲ့လူဘဝဆိုတာသူဂတိပုံထဲမှာပါတယ်လူဘဝဘယ်ပုံထဲမှာပါတယ်သူဂတိဆိုတာချမ်းသာတဲ့ပုံပေါ့နော်အခုငါတို့လောလောဆယ်ချမ်းသာကြသလားချမ်းသာပါဘူးဆိုရင်ကြောင်းကြပြပါတော့မရှိဘူးလားစာဝတ်နေရေးအတွက်ကိုရှားရဖွေးရမလုပ်ရဘူးလားကိုယ်ခန္ဓာကိုယ်ကျမ်းမာရေးအတွက်ကိုပြုစုစောင့်ရှောက်မှုတွေမလုပ်ရဘူးလားအဲ့ဒါငါတို့တင်ဆင်းရဲနေတာလားလူတိုင်းဆင်းရဲနေတာလားငါတို့ကဖားကန့်ရောက်နေလို့ခြေတော်ခရောက်နေလို့ဆင်းရဲတယ်တော့မထင်နဲ့ဟမ်ဘယ်အရက်သွားရင်ချမ်းသာမှထင်ဘယ်ရက်မှချမ်းသာအမေရိကန်သွားရင်ဟုတ်ပလားတချို့ကနိုင်ငံခြားသွားရင်ချမ်းသာမှထင်တာရှိသေးတာပေါ့နော်အဲ့တော့အမေရိကန်မှာအခုဦးဇင်းတို့နိုင်ငံခြားပြန်လာတဲ့ဒကာကြီးတယောက်ပြောသလိုဗမာပြည်မှာသိချမ်းသာတဲ့လူတယောက်ကနိုင်ငံခြားအမေရိကန်မှာသွားနေမယ်ဆိုတော့ဒီလူတော်တော်အားတယ်လူဘာဖြစ်လို့လဲဗမာပြည်မှာနေခြင်းသလိုနေလို့ရတယ်သုံးခြင်းသလိုသုံးလို့ရတယ်တဲ့နိုင်ငံခြားမှာအဲ့ဒါလိုလုပ်လို့မရဘူးတဲ့လို့သမျှအလုပ်ကိုအခွန်ဆောင်ပြီးတော့မှစနစ်တကျသွားတာသူများနိုင်ငံစီကံရှိတယ်ဟုတ်လားတို့နိုင်ငံမှာတော့ရှိရတဲ့နဲ့မရှိကြအောင်ဆောင်နေလဲဖြစ်တာပဲမရှိဘဲနဲ့ရှိကြအောင်ဆောင်လဲဖြစ်တာပဲနော်စီကံမရှိတဲ့နိုင်ငံကိုအဲ့တော့လွတ်လပ်ခြင်းတဲ့လူဟာဒီနိုင်ငံဟာအလွတ်လပ်ဆုံးတဲ့ဟောကဲနိုင်ငံခြားလူတွေကတို့ဗမာပြည်ကိုအားကျဟမ်ဗမာပြည်ကလူတွေကကြတော့နိုင်ငံခြားကိုအားကျတယ်ဒီတိုင်းပဲလူပြည်ကလူတွေကနတ်ပြည်ကိုနတ်ပြည်ကလူတွေကလည်းဟောနတ်ပြည်ကတရားမင်းကြီးကလေဥပုပ်လပြည်လကွယ်တိုင်းတဲ့သူကဘာလို့တလဲဆိုတော့လူပြည်ကိုကြည်ပြီးတော့လက်အုပ်ကလေးချီသာရုခေါ်တယ်ဟမ်တရားမင်းကြီးကလပြည်လကွယ်တိုင်းပဲကြည့်လူပြည်ကိုကြည့်တယ်ဘာဖြစ်လို့ဆိုလပြည်လကွယ်မှာလူတွေဘာလို့ကြသီလဆောက်တည်ကြဒါနတွေပြုကြအဲ့ဒီဒါနမျိုးနတ်ပြည်မှာပြုလို့ဟောကြည်သာဒါမို့ဦးဇင်းကလူပိသားရေးဟောထားတာလေလူပိသားခြင်းရင်ဒါနလုပ်ရမယ်သီလလုပ်ရမယ်ဘာဝနာပွားများရဒါနသီလဘာဝနာလုပ်နိုင်မှလူပိသားမှာဒါနသီလဘာဝနာမှမလုပ်နိုင်ရင်ဒါဟောခဲ့ပြီသားသို့တော့ဒီနေရာအသစ်ဖြစ်နေတော့ဒါတွေပြန်ပြောနေပြန်တော့လေဦးဇင်းတို့တရားရှိမရောက်ဘူးဖြစ်အဲ့တော့တူတူပဲလုပ်လိုက်လူပိသားအောင်ဘာတွေလုပ်ရမလဲဒါနသီလဘာဝနာတစ်မျိုးလေအဲ့ဒါလူဘဝရဲ့တန်ဖိုးပဲဟုတ်ပြီနော်လူဘဝဟာတန်ဖိုးရှိတယ်လို့အားလုံးမကြားဘူးလားဘာတွေကြောင့်တန်ဖိုးရှိတာလဲဆိုရင်ဒါနသီလဘာဝနာဒီသုံးပါးပွားများအားထုတ်နိုင်တဲ့အရတ်မို့လို့တန်ဖိုးရှိနတ်ပြည်ကတရားမင်းကြီးကတောင်လူပြည်ဥခတ်ရဟုတ်ပြီနော်ဒါပြန်တရားမင်းကတောင်ဥခတ်ရတယ်ဆိုရင်ခင်ဗျားတို့ကျွတ်တို့ကုသိုလ်ရေးတာကြိုးစားနေရင်ကိုကဘယ်သူမှသွားဥခိုက်เสียအကြောင်းစဉ်းစားနော်ဒီနေ့ဒုံမကြီးတယောက်လာကြတော့အဲ့တော့ဘေးကသူ့မောင်လုတ်တဲ့လူကပြောအကိုလုတ်တဲ့လူကပြောတယ်ဘုန်းကြီးအဲ့ဒီကမာကြီးချွတ်ပေးသားမှာဘာဖြစ်လို့သူဖယားစင်ပေါ်မှာဒူးပေါ်ပေါင်းပေါ်တွေရှုပ်ရှက်ဖို့ခတ်နေတာပဲနော်ဒူးပေါ်ပေါင်းပေါ်သိတယ်နော်အဲ့ဒူးပေါ်ပေါင်းပေါ်တွေရှုပ်ရှက်ဖို့ခတ်နေတာပဲဆိုတော့ဘယ်နဲ့တော့ဒီကမာကြီးဆိုပြီးတော့ဘေးနားလေးကတ်ထားတာပါဖယားတဲ့ဒါကြောင့်ဘယ်သဘောတုံးဆိုတော့ဘုန်းကြီးတဲ့တပည့်တော်အိမ်မက်အရာပါတဲ့အမြဲတမ်းအိမ်မက်တဲ့တပည့်တော်ကိုဘုံမင်းကောင်စောင့်ရှောက်တယ်တဲ့သူကပြောတာတော့လို့နော်အဲ့ဒါတပည့်တော်အိမ်မက်ရလုပ်နေရတာအိမ်မက်ဆိုတာဘာကြောင့်မက်သလဲလိလာဘူးသလားလို့ဆိုတော့မလိလာဘူးအဲ့တော့အိမ်မက်ဆိုတာစွဲလန်းမှုကြောင့်လဲမက်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုယ်စိတ်ကငယ်စဉ်တောင်ကြီးကလေးဘဝကဒီလိုပဲမိဘဘိုးစဉ်ပေါင်းဆက်သာသနာကိုစင်ကြယ်စွာသိအောင်မစစ်ဆေးခဲ့ကြတဲ့အတွက်ဒီကလေးတွေရှေ့မှာမျိုးစုံပြောထားတော့ဘိုးတော်မတဲ့ဘွားတော်မတဲ့ဘိုးတော်ဆောင်းလျှောက်တယ်ဘွားတော်ဆောင်းလျှောက်တယ်ထူးခြားခြင်းတာနဲ့အဲ့ဒီအစွဲတွေမင်းတို့ယင်ထဲမှာပါလာတယ်
Eri Upadanga, Goa Matila, who beaches swell like man. Those are your Yelda Kajaro. See ye Doka, Yaw dying do Bashan. Akush, your Yelda Kajaro. See ye Doka, Yaw dying do Bashan. Akushara, Amali Chanamashano. Eh? See ye Doka, Yaw dying Basharo. Amali, the Dandialo, Era, Aku, Uzin Boama, a net the so. Paya, Boda Paya, Uzia, Balu, the Lok Jin you beat up. The Lok Tambo Tadale, so it is the Kali to look. Atta he at the non nato, Badugo Budu Ago. I will let you get Nerunga, Uzia, Bali, if you beat the dog. They are Meso Melua, May Bobo on some shouting. Uzia, Bali, if you beat the dog. They are Meso Melua, May Bobo on some shouting. Ma. For anybody mean, eh? To do some shot again. Who wants some shot again? Now you a yola all. I say that. Now, Dumia a sound shot a me cone. Tote Chiwayama soye. Now, ye chinchi the loop. Dumia a sound shot candy and go sound shot night. Bear Tamushi. Egg Bebo or Mamlojim, get up. Sheila Bamari, Tumia, me, Kora, they feel a jade luri. Eh? Bamasura Tanangalo, Lumuri, Golom of Yora. Sheila Tumia Ago Kacho, Nalamatu, Badugo Budu Aguam. Badu Biogera. Take the boja, was a legal, a Maypina, a Muyama, take jump. Taviloso, make a Muyalo Chanda, Yomkana. Shinra. Tako Jambi or Paya, young alone ladder, any token of Lojamulo, go do go show go lomas or say agent of 20 cent of the Wabala, Lojamulo, Timatobu, Shematobu, Babylon, Chipolo Chandaraba, Yomkan. Shinra. Go con, go on, go load the lot. Naya done a low time or Naya, big Obama Bay, and Loban David Abimiro. The Wabala. Two topi and Yankamara Mobu, load the load of Yam. Shinra. Edima, Piaya, Tiaro, take the word Janet, Tiaro Gale, Pia for Janet, Soma, Tiaria, go low ye. Load the low Yam. Edin? Luma Miao, Yomino. Shinra. Luma Miao. A load the low Yara, the Kuro Shi, Bale. Tia. Shinra. Do the law Yara Valley? Gina no? David do Tiashi, do Soma dining. Do where are gomen? Yao go to Rapayashi, Dodabi, do you do low, Chibi, Malay, Joji, Baloi? Eh? Ye must say, our Baloi. Tirola. Bobu, Pia goes to do Miyamala. Miziamlo. Piao Agures, Piatanga, Pao Yumal. Soma, Vale? The Yasura, but do Soma. And I will use the move your jam, but do Somaro. And that's not enough for a book. No? Hello, those are Gamo, there's a gun of your Tadana. Yamalo Bioin. Soma, Yamalo Vale. Hello, Piao, go with a Bado, go with a Soma to a go with a Bado, go with a le? Sheila. Hello, the Yotu you, Piacola. Mobu da outdate that. Jimana. Palole? Da Payasilla. Mobu, Payasura Dogo. A Soma bigger a Bogo. Dule? Sheila. Payau. Yotu Guere. Rita. Payau Vale. Yotu Ned and Land Sony. The Yanni Minu. Mandalay Twayan. Pepia and Pumle. Oh. David. Malimu was Shujimi and Dodaja the Harunes, I am Mamamuni, Bedua to go Boji. Piaji Yampia Malone. The Boba Era, I go Conane Conan Payari, not the Jose, the Nathan views of his out there, a Yabanamena. Shemiana, Nashida of Baneshi. Only Oma go where Banamena. It is Jua,
ရှစ်လုံးရှိတာရှစ်လုံးရှိတော့ကမ္ဘာသတ်မှတ်ချက်က9ရက်4ပတ်ကိုတစ်လဟမ်ဟုတ်ပြီနော်အဲ့တော့4ပတ်တစ်လဆို9ရက်ပဲတိုးလို့မရတော့ဘာလို့ရအောင်ဆိုတော့10ရက်ဖြစ်အောင်ဗုဒ္ဓဟူးကတနာပါတယ်တဝက်ခွဲပေးလိုက်တဘာဝကြားတယ်မကြဘူးစဉ်းစားကြပါဗျာနော်အဲ့တော့ရှင်းနေရမျက်နှာဖျားသွားဖူးတော့တို့ကကဲဥစဉ်ကတောက်ကြတာသူ့မင်္ဂလာဆိုတောက်ကြတာဘယ်ဖျားဖူးမလဲဘယ်တောင်းကဖူးမလဲတောက်ကြတောင်းဖူးမှာဟုတ်ပြီနော်ဒါဖြင့်တနင်္လာတောင်းဖျားသွားဖူးရင်သူ့မင်္ဂလာအပြစ်များဖြစ်မလားဟမ်တောက်ကြတောင်းကဖျားကပဲတောက်ကြသားကိုစောင့်ရှောက်မှာလားမျက်နှာဖျားသွားဖူးတော့တို့ကသဘောပါသလားဖျားဆိုတာမဟာကရုဏာတော်ရှင်ဘယ်တောင်းကဖူးမလဲတောက်ကြတောင်းဖူးမှာဟုတ်ပြီနော်ဒါဖြင့်တနင်္လာတောင်းဖျားသွားဖူးရင်သူ့မင်္ဂလာအပြစ်များဖြစ်မလားဟမ်တောက်ကြတောင်းကဖျားကပဲတောက်ကြသားကိုစောင့်ရှောက်မှာလားဖျားချင်းရံမတိုက်ကြနဲ့သဘောပါသလားဖျားဆိုတာမဟာကရုဏာတော်ရှင်ရှင်းသလားဖျားဟာလိမ္မာတဲ့လူကယ်တာလားမိုက်တဲ့လူကယ်တာလားအားလုံးအောင်မှာဟမ်အင်္ဂုလိမာလာပြစ်ထားခဲ့မှာပေါ့ဗျာသဘောပါသလားအမေဒါကိုသူတို့သချင်းထဲမှာမကောင်းသူကဲတင်မကောင်းသူကောင်းသူကဲတင်မြည်မကောင်းသူကိုဗါတဲ့ဘယ်ရှားမဲတဲ့ဘုရားစကားတော်နဲ့ဘုရားကိုအတ္တကြီးအောင်မလုံးနဲ့ဟမ်မဟာကရုဏာတော်ရှင်မဟာတတ်ထာပေါ်မဟုတ်ဘူးမိုက်သူကောလိမ္မာသူကောအားလုံးပေါ်မှာတဒန်းနဲ့ရှင်းသလားဆင်းရဲချမ်းသာခွဲသလားအမျိုးအယုတ်နှိမ်ခွဲသလားတို့ဘုရားသာသနာညှဉ်းနွမ်းအောင်မလုပ်ပါနဲ့ရှင်းသလားတောင်ဘဝဘုရားတောင်အောက်ကဘုရားရေတွေကဘုရားနဲ့ဂူတွေကဘုရားဘယ်ဘုရားတကိုးကြည့်တော့ all are the same အားလုံးအတူတူပဲရှင်းသလားခင်ဗျားတို့ရွှေရှိမှတကိုးကြည့်တယ်မထင်ပါနဲ့အဲ့တော့မဟာမြတ်မုနိတကိုးကြည့်တာမှန်တယ်ဘာလို့ရွှေပိတ်တဲ့နေသိပ်များနေတယ်နော်ပေါ်မလုံးနဲ့ဒီစကားကိုအမှန်တချို့ကဘုန်းကြီးကဘလို့ကြီးပြောတာမဟုတ်နိုင်ငံခြားအများအားချိန်ထားတယ်ဒီနေရာနော်ဗမာပြည်မှာတစ်ခေကြီး၄ဦးရှိတယ်ချက်ချင်းရနိုင်တာဒီနေရာပဲသဘောပါသလားဒါဖြင့်ဒီလူတွေအပြစ်ရှိလားမရှိပါဘူးရွှေလိုပဲမြင်တာရှင်းလားသဘောပေါက်သလားကြည်ရောကြည်တတ်ကြလားဟုတ်ပြီဒါဖြင့်တို့ဘု து အာကိုမလားဘုရားဆိုတာဘုရားကိုတော်မြတ်ကြီးကိုလားအဆုံးမအောင်ကြည်တတ်ပြီနော်ဒီနေ့ချမ်းသာခြင်းကြလားချမ်းသာရေးပြောမယ်ဘယ်သူမေးမှာတော့ဆိုတော့တရားမေးမှာဘယ်နဲ့ကိုတို့ကပူဇော်ပြီးမလေးရှင်ကြီးမပါရှင်လေးမပါတို့သေးလားသူတို့ကကိုမနေရလားကိုကသူတို့မနေရလားအဲ့ဒါစဉ်းစားကြည့်သဘောပါသလားကိုကသူတို့မနေရတာမယုတ်ရင်အခုအဲ့အောက်ကတက်လာတဲ့လူတွေအိမ်တွေသွားကြည့်တောင်းမှာအိမ်တောင်းမှာနီလေးကာထားတာရှိဟမ်ရှိလားရှိတယ်နော်မလေးရှိတဲ့အိမ်တွေအိမ်ဒီမှာလူစုံသိတာပေါ့ဟမ်အိမ်တွင်းတယ်ဟုတ်လားတောင်းမှာမလို့တော့အနီလေးနဲ့ကာထားတာညနေဆောင်ရင်သူ့ကိုသွားပြီးပိတ်ပေးရမနေ့လင်းတော့သူကမနေရလားကိုကမနေရလားအဲ့ဒါအိမ်ပေါ်တင်ထားတာအံ့ဩတယ်ရှင်းသလားသူကမဆိုသူကမလားလေဘာပေးလို့ဆိုဘာမပေးဘူးသူ့အတွက်အုံသီးလဲပေးရတာပို့သေးကျင်တတ်သလားကောင်းပြီအဲ့တော့ဘသူဆုံးမအတိုင်းလုပ်မယ်ချမ်းသာခြင်းသလားအခုဘသူကမေးမှာတရားခင်ဗျားတို့ကျုပ်တို့တဲ့အစင်တန်းမြင့်နေသလိုမလေးတရားသာသနာရောက်ချိန်ကြီးပါပြီတော့လို့ရှင်လုပ်နေတာတရားသာသနာရှိသလားမထဘယ်တော့မှမရှိဘူးဘသူသာသနာပဲရှိရှင်းသလားသာသနာဘသူစောင့်ရှောက်ဟမ်အဲ့ဒါခင်ဗျားတို့သာသနာစောင့်နှတ်ဆိုအဲ့ဒါခက်တယ်မိဂရာဝန်ကျောင်းတိုက်ထဲမှာဘုရားတို့ရေတွင်းတူးတော့ရေတွင်းတူးတဲ့ကလေးတွေကလာတယ်သူတို့ကမွတ်စလင်တွေနော်ခလားတွေဘုန်းကြီးကြောပွဲပေးရမယ်မင်းဘာသာကူးကြမွတ်စလင်တွေမွတ်စလင်ကဘယ်ကြောပွဲပေးမှာတော့ငါပြောသမှာ
မဟုတ်ဘူးဗျာတဲ့ဘုန်းကြီးเจ้าနဲ့ဆိုသာသနာပွဲထိုးမလို့တဲ့အဲဆိုငါလာထိုးလိုက်သာသနာငါပဲတစ်နေ့လုံးတရားပွဲကိုမပြတ်ဘူးဗျဟောနေတာသာသနာငါပဲအဲ့လိုမဟုတ်ဘူးလေတဲ့ဘုန်းကြီးရေထွက်အောင်လို့တဲ့ကြော်ပွဲထိုးရမှာဟာရေရှိရင်ထွက်မယ်မရှိရင်မထွက်ဘူးရော့တယောက်မုံမိုးတစ်ဆောင်စီဒါပြီးပြီမလားအာတမဗျโอเคဘယ်ကြော်ပွဲမှမလို့တွေးတာ pH7 ဖတ်ရှင်းသလားဘာရေတန့်ဆက်မှမလို့ pH7 တရက်ကွက်လုံးဝေထားတယ်ရှင်းတယ်နော်အဲ့တော့အမှားအမှန်သိဖို့အရေးကြီးမကြီးငါတို့ချမ်းသာတော့ရှာနေတဲ့ချမ်းသာပါမှကျင်းကလားခုဘသူကမိမ့်မှာလဲတရားဘသူမိမ့်မှာသုတ်တော်နာမည်ပြောရင်သက်ကပညာသုတ်ဘာသုတ်လဲသို့တော့အဲ့ဒါမှတ်ရတာရှုပ်တယ်မြန်မာလိုပဲမှတ်လိုက်တော့ချမ်းသာရေးတရားဘာတရားလဲဒီနေ့ငါတို့ဘာတရားနာကြမှာလဲဒါလည်းတခြားကြောင့်မဟုတ်ဘူးဘုရားဟောပါဠိတော်ကြီးတွေကိုမထိမဲ့မြင်ပြုတာမဟုတ်ဘူးအခုဖားကံမြို့နယ်ကအခုဦးဇင်းတို့တရားကွေလေးတွေပါလာတော့ပါဠိလိုနာမည်တတ်ထားတဲ့ကွေတွေမဝယ်ဘူးတဲ့ဘာဖြစ်လို့ဆိုဘာမှမသိလို့ဘုန်းကြီးအဲ့လိုကြီးပြောတာလေအေးကျင်တတ်တယ်ဘာဖြစ်လို့လဲဆိုကိုမမသိပဲဟမ်အဲ့တော့အဲ့ဒါတွေဗမာပြန်ပေးပါဆိုလို့အခု translate လုပ်နေရတဲ့အကြောင်းပါနော်အဲ့တော့ဒါလေးတွေဗမာပြန်ပေးဆိုအခုလည်းဗမာပြန်တရားပဲဟောတော့မယ်သက်ကပညာသုတ်ဒါသက်သေပြုတာ proof လုပ်တာခင်ဗျားတို့မှတ်ရမှာဗာတရားကျင်တတ်ကြလားကြည့်လေတရားမင်းကြီးကဘုရားရှင်ကိုတော်မြတ်ကြီးရှေ့တော်မောက်ကိုရောက်လာပြီးတော့ဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားတဲ့လူရောနတ်ကောမြမာရောတတ္တဝါအားလုံးဟာချမ်းသာခြင်းကိုအလိုရှိပါတယ်။ဘာကိုအလိုရှိလဲ။ချမ်းသာခြင်းကိုအလိုရှိပါတယ်ဗျာတဲ့တပည့်တော်မအစအားလုံးသို့တော့ချမ်းသာရှာနေကြပေမဲ့ဘယ်သူမှချမ်းသာကိုမတွေးပါဘူး။ဟုတ်ကဲ့လား။တတ္တဝါအားလုံးပါရှာနေတယ်။ချမ်းသာရှာနေကြတယ်။ဒါပေမဲ့ချမ်းသာကိုမတွေးဘူး။အဲ့ဒါဘယ်လိုသဘောကြောင့်ပါလဲဖေဟာတဲ့ဘာလို့ချမ်းသာမရကြတာလဲမေးပြီအဲ့တော့အခုလဲငါတို့လက်တွေ့ကြည့်ရင်ငါတို့ချမ်းသာပြီလားစိတ်ချမ်းသာကိုချမ်းသာနေရရဲ့လားမနေရတာဘာကြောင့်လဲသိတယ်မသိတယ်ခုမေးပြီဘယ်သူကမေးတာလဲတရားမေးတော့ဘုရားရှင်ကိုတော်မြတ်ကြီးအေးတရားတက္ကတော်တရားလူတိုင်းချမ်းသာရှာကြတာတတ္တဝါတိုင်းချမ်းသာရှာကြတာအမှန်ပဲဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်တွေချမ်းသာမရတဲ့အကြောင်းရှိတယ်ကွာတဲ့အဲ့ဒါဘာလဲဆိုတော့အိတ်တာနဲ့မစ္စရိယဘာလဲလဲအိတ်တာမစ္စရိယရှိတဲ့တတ္တဝါဟာချမ်းသာမလားဆင်းရဲမလားဟောအိတ်တာမစ္စရိယကအကြောင်းတရားဆင်းရဲတာကဟောဒါဖြင့်ငါတို့ဆင်းရဲခြင်းလို့ဆင်းရဲခြင်းနေတာလားဆင်းရဲနေကြတာလားအိတ်တာမစ္စရိယကြောင့်အိတ်တာဆိုတာမနာလိုတာအိတ်တာဆိုတာဘာလဲမစ္စရိယဆိုတာကဝန်တိုတာမစ္စရိယဆိုတာအိတ်တာကသူများကြီးပွားတာကိုမနာလိုတာဟုတ်ပြီနော်မစ္စရိယကကိုယ်ရှိတာကိုဒါမှနှစ်ပိုင်းရှိတယ်အိတ်တာဘာလဲသူများကြီးပွားတာကိုမနာလိုတာမစ္စရိယကကိုယ်ရှိတာကိုဝန်တိုးတာဥပမာကိုကအစားလေးတစ်ခုစားတယ်ဧည့်သည်လာတယ်ဖွက်တာသဘောပါသလားကိုကချဲလေးပေါက်ထားတာရှိသေးတယ်မိတ်ဆွေလာတော့ချဲပေါက်တယ်ကြားလို့နေမှာဟိုမှာပတ်စံချီးလို့လာနေပြီဖွက်တာဟမ်သဘောပါသလားအဲ့ဒါဘာခေါ်လဲဝန်တိုးတာမစ္စရိယဘာလဲအိတ်တာသူများကြီးပွားတာကိုယ်ရှိတာကိုကဲမနာလိုတာကောင်းလားဝန်တိုးတာကောင်းလားသိသလားဒါဖြင့်ခင်ဗျားတို့မနာလိုတဲ့စိတ်မရှိဘူးပေါ့မကောင်းမှလည်းသိတယ်စဉ်းစားနော်အဲ့တော့အားလုံးဒီရှရောခရဝံကုန်းရာဇူရသားအားလုံးဦးဇင်းကသတိပေးပါတယ်ခုဦးဇင်းကဒီမှာလာပြီးတော့ဆရာလောက်တာမဟုတ်ဘူးခင်ဗျားတို့မေ့နေတာလေးပြန်ဖော်ပေးတာခင်ဗျားတို့မသိတာတခုမှမရှိဘူးဟုတ်ပြီနော်
ကိုယ်ကဆရာလာလို့တာမဟုတ်ပါဘူးခင်ဗျားတို့သိပြီးသားတွေပါကဲအိတ်သာရှိတာမနာလို့တာကောင်းလားဝန်တိုးတာကောင်းလားမကောင်းမှလည်းဒါဖြင့်ခင်ဗျားတို့မနာလို့တဲ့စိတ်ရှိလားကဲဒါဖြင့်ငါတို့မှရှိတဲ့မနာလို့စိတ်ကိုဖယ်မှပဲလို့များကြိုးစားဘူးလားမကြိုးစားရင်ဘယ်တော့မှရှင်းသလားအိတ်သာရှိတဲ့လူမစ္စရိယရှိတဲ့လူဒါဖြင့်အလိုလိုဆင်းရဲနေကြတာလားအိတ်သာမစ္စရိယရှိလို့ဆင်းရဲတာလားသူတကာတွေကမကောင်းလို့ဆင်းရဲတာလားအိတ်သာမစ္စရိယရှိလို့ဆင်းရဲတာလားသားတွေသမီးတွေဆိုးလုံးလို့ဆင်းရဲတာလားအိတ်သာမစ္စရိယရှိလို့ဆင်းရဲတာလားရှင်းသလားအိတ်သာမစ္စရိယကမိသားစုချင်းတောင်ချမ်းသာမပေးဘူးမောင်နှမချင်းချင်းကိုယ်ထက်သာသွားရင်မနာလို့ဘူးရှင်းရလားကိုယ်ရှိတာရောဘာလို့တော့မျှနိုင်ရလားမရနိုင်ဘူးစီးပွားရေးမထိခိုက်အောင်သာပေးတာထိခိုက်အောင်တော့သဘောပါသလားအဲ့ဒီမနာလို့ဝန်တိုစိတ်တွေကြောင့်ငါတို့ဘာဖြစ်နေလဲသိကြသလားဘသူပြောတာလဲအဲ့အိတ်သမစ္စည်းကတို့ထဲရှိသလားချမ်းသာခြင်းဘာဖယ်ရမလဲသူများလက်ညှိုးထိုးရမှာလားအိတ်သမစ္စည်းကသူများရှိတာသိရမှာလားကိုယ်ရှိတာသိရမှာလားအဲ့ဒါတရားကိုယ်ရှိကိုသိရဘာဖြစ်လဲကျင်ရတယ်နော်ငါတို့နေတိုင်းချမ်းသာခြင်းကိုဘာလို့မရသလဲဆိုတော့တနေ့လာဘာနဲ့နေလို့ဘာနဲ့နေတယ်မနာလိုခြင်းဒါမို့ကျေးဇူးရှင်မဟာစီဆရာတော်ဘုရားကြီးဆုံးမဘူးတဲ့မနာလိုကင်းဝန်တိုရှင်းလက်ငင်းချမ်းသာရဟုတ်ကဲ့လားမနာလိုဝန်တိုခင်ဗျားတို့ယင်တဲ့ကခုဖယ်လိုက်ခုချမ်းသာကျင်ရကလားတရားဟာလှုပ်တဲ့လူပေါ်မှာမျက်ဖြင့်တစ်ဘက်မှာအကျိုးပေးတာလားလက်ငင်းအကျိုးပေးတာလှုပ်တဲ့လောက်တော့ရမယ်ဘာဖြစ်လဲအခုတပည့်တော်တို့တရားတော်အားထုတ်နေရပါဗျာမအေးချမ်းသေးပါဘူးဆိုတော့ဘာလို့မအေးချမ်းတာလဲအေးချမ်းအောင်အေးချမ်းလောက်အောင်ရှင်းရလားတရားညံ့နေလို့လားတရားမှားနေလို့လားဘုရားရှင်ရဲ့အဆုံးအမထဲမှာမှားတယ်ဆိုတာချွတ်ချော်နေတယ်ဆိုတာဒါပေမဲ့တရားကများလိုနေလို့လားတရားကလည်းမလိုလှုပ်ရင်လှုပ်သလောက်သစ္စတံဝေရိတ္တဘောဝိညူဟိကြားဘူးလားအဲ့ဒီဝိညူဟိပညာရှိတွေအသီးသီးသစ္စတံဆိုတာအသီးသီးလှုပ်ရင်လှုပ်သလောက်ရမယ်တဲ့ဓမ္မဂုံတော့ကျင်ရကြလားဘသူကိုယ်တိုင်ရမှာတန်ဋိဋ္ဌိကောလှုပ်တဲ့လူရဘသူရသူများရမှာလားကိုရမှာကိုအေးဖို့ကိုမလှုပ်ချင်တာတော့မတတ်နိုင်ဘူးပြောသဘောပါသလားဒါမို့လို့ကျေးဇူးရှင်ဘိုးဘုဆရာတော်ဘုရားကြီးကအခုမသေးခင်ကမင်းတို့အေးချမ်းအောင်လှုပ်ထားသေခါနေကြမှကဲပါယူပါလုပ်နေရင်တော့ကမ်းသာချလိုက်ရှင်းသလားကိုဝန်ကိုထမ်းပြီးတော့ကိုလန်းကိုလျှောက်ကြည်တတ်တယ်နော်ဘသူကဲနိုင်တော့မိဘတွေအိုမာနာမာသေမာကိုသားသမီးတွေဦးဇင်းတို့ယင်ထဲမှာဖြစ်ခဲ့ဘူးလေအိမ်မှာစီးပွားရေးအဆင်မပြေတော့အလုပ်လုပ်နေရင်းနဲ့ငါဒီလောက်ပင်ပင်ပန်းပန်းလှုပ်ရှားကျွေးနေတာအိမ်ကမပြည့်စုံသေးဘူးအဲ့တော့ငါသေလို့များမိဘတွေနဲ့ဒီကောင်မောင်နှမတွေပြည့်စုံရစ်မယ်ဆိုငါသေပေးလိုက်ချင်တယ်ဒီလိုဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ပြည့်စုံရေးအတွက်ငါသေပေးလိုက်ချင်တယ်ရမလားရသလားမရနိုင်ဘူးသူကံနဲ့သူလာတာဘယ်လောက်ချမ်းသာအောင်လုပ်ပေးကံမရှိရင်မရရှင်းသလားရှင်းနိုင်ကြလားသိအရေးကြီးတယ်နော်ဘသူကိုဘသူအားကိုးရမှာကိုသူတစ်ပါးကယ်ပါယူပါဩနေရမှာလားကိုယ်တိုင်ချမ်းသာခြင်းရင်
ကိုယ်တိုင်ချမ်းသာအောင်လုပ်ရမယ်အဲ့တော့ဆင်းရဲကြောင်းတရားဘာနဲ့ပါလဲအိဒ္ဓမစ္စရိယအိဒ္ဓမစ္စရိယကဦးဇင်းတို့သူတော်ကောင်းတို့တွေနည်းနည်းသတိထားဖို့နည်းနည်းလေးချက်ပြောမယ်အစာအသောက်အဝတ်အထည်အနေအထိုင်အသွားအလာနေရာတိုင်းမှာသူပါတယ်ရှင်းသလားကိုမိသားစုပေါင်းတို့မှာအချင်းချင်းပဲဟိုမှာဝတ်စားနေတာတတ်တတ်ရေးဝတ်စားနေတာတွေ့ဘယ်သွားနေတယ်မသိဘူးယောက်ျားရကျင်လာပြီမိန်းမရကျင်လာပြီအဲ့ဒါဘာလို့မနာလိုနေတာဘာဖြစ်နေတာမနာလိုနေတာဟိုကပွဲလမ်းသူရင်သွားစရာရှိလို့မင်းအဲ့လက်ပတ်နာကြီးလေးခဏငါးသမားပေးနိုင်သလားဘာလို့မနာလိုဝန်တို့ရှိမရှိနေရာတိုင်းမှာရှိတယ်စာသင်နေတဲ့ပုဂ္ဂိုလ်ကလည်းကိုယ့်တဲ့စာတော်တဲ့လူဆိုရင်မနာလိုဘူးရှင်းသလားကိုတတ်ထားတဲ့စာကိုသူများပြပေးဖို့ဝန်တို့တယ်ဒါဖြင့်အိဒ္ဓမစ္စရိယဘယ်နေရာမှာရှိတယ်ရှင်းရကြလားနေရာတိုင်းမှာဆိုတော့ဖျက်ချက်ထားတာလားကိုယ့်ရင်ထဲကဖြစ်တာလားတော့ကြနေအိဒ္ဓမစ္စရိယဖယ်ဆိုဘုန်းကြီးကနေရာတိုင်းမှာဆိုတော့တပည့်တော်မတတ်နိုင်ဘူးလို့ရှင်လုံးနေမှာဟမ်အိဒ္ဓမစ္စရိယဘယ်ထဲမှာရှိတော့ဘသူဝန်းထဲမှာတော့ရှင်းတယ်နော်ဒါဖြင့်အဲ့ဒီအိဒ္ဓမစ္စရိယဆောင်းထားမှာလားဖယ်ရှားမှာဖယ်ရှားမယ်ဆို तू ဘာကြောင့်ဖြစ်တယ်လဲအကြောင်းရှာရဘာလို့ရမလဲအဲ့တော့အားလုံးတစ်ခုအလွယ်တကူတရားသိမြင်ရေးအတွက်တစ်ခုတတိပေးခဲ့ခြင်းတာကဘာလေးတစ်ခုဆင်ခြင်းဘယ်တရားကိုသုံးသပ်အကြောင်းရှာတဲ့နည်းနဲ့သုံးသပ်ပါဘယ်နည်းနဲ့သုံးသပ်မလဲအကြောင်းရှာတဲ့နည်းဟာပဋိစ္စသမုပ္ပါပဋိစ္စဆိုတာအကြောင်းသမုပ္ပါဆိုတာဟောဒီတန်တရားတစ်ခွင်မှာတို့ဆင်းရဲခဲ့တဲ့အကြောင်းကြီးကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးရှာလိုက်တာပဋိစ္စသမုပ္ပါဘာနည်းနဲ့ရှာလို့ပဋိစ္စသမုပ္ပါနည်းအကြောင်းရှာတဲ့နည်းဘာလဲကျင်နာကြလားဒါမို့ခင်ဗျားတို့ကျတို့ဆင်းရဲနေတာသူများတွေကြောင့်ဆင်းရဲတာလားအလိုလိုဆင်းရဲတာလားကိုယ်ကြောင့်ဆင်းရဲတာလားဟမ်ရက်တူတူထဲမှာဆိုတော့တူသလောက်ခရီးရောက်အောင်ပို့ပေးရမယ်ကြိုက်သလောက်ကိုညံမီသလောက်တော့ကြိုးစားကြနော်အဲ့တော့ဦးဇင်းကဒီတရားတော်အရဆိုအိဒ္ဓမစ္စရိယဘသူကြောင့်လာသွားရုံပဲသွားပြီးရင်ဒါတုတ်တော်အရဒါပြီးသွားပြီအခုသူတော်ကောင်းတို့ကြတော့ဒီလောက်နဲ့ပြီးခဲ့လို့မဖြစ်တော့ပို့ပြီးတော့သိအောင်ပြဿနာတစ်ခုဖြစ်တိုင်းဘာနဲ့ရှာမလဲအကြောင်းရှာတဲ့နီးဘာလဲသို့တော့ကိုထင်ရမြင်ရကိုအကြောင်းသတ်မှတ်ရမှာလားအကြောင်းရင်းတွေ့အောင်ရှာရမှာလားဟုတ်ပြီအဲ့တော့အခုခင်ဗျားတို့တို့ချမ်းသာရှာတယ်ဘာတွေ့လို့ဆင်းရဲတွေ့ဘာတွေ့လဲချမ်းသာလိုက်ရှာကြတာဘာတွေ့လို့ဘုရားကပြောလိုက်တယ်ဘယ်သူကြောင့်လဲဟုတ်ပြီနော်ဘယ်သူကြောင့်တော့အိဒ္ဓမစ္စရိယအကြောင်းဆင်းရဲနေတာကအိဒ္ဓမစ္စရိယကဆင်းရဲနေတာကကြီးကျယ်ပြောရင်အိဒ္ဓမစ္စရိယကပဋိစ္စဆင်းရဲနေတာကဒါပဲမြန်မာလိုပြောရင်အကြောင်းအကျိုးပါဠိလိုပြောရင်ပဋိစ္စသမုပ္ပါကြည်နေသလားသဘောပါရဲ့လားဒါကလေဒီကအကြောင်းအကျိုးអော်သွားတယ်အချိန်မရလို့ပဋိစ္စသမုပ္ပါထည့်မပြောလိုက်ဘူးအဲ့တော့ဘုန်းကြီးကမိုးဘဝိပဿနာလည်းလာဟောသေးတယ်ပဋိစ္စသမုပ္ပါလည်းမပါဘူးဒါဖြင့်အကြောင်းအကျိုးကပဋိစ္စသမုပ္ပါမဟုတ်လို့သူတို့အကုန်သိတယ်ဘာပြောလိုက်တော့မယ်ဆိုနော်သဘောပါလားအဲ့ဒါလိုပြောရုံရှိတာပဲရှင်းသလားမြန်မာလိုပြောရင်အကြောင်းနဲ့အကြောင်းရှိလို့အကြောင်းမရှိရင်အကြောင်းဖြစ်ရင်ရှင်းတယ်နော်ဒါဖြင့်ခင်ဗျားတို့ကျတို့ဆင်းရဲနေတာသူများလုပ်လို့လားအလိုလိုဖြစ်တာလားဖန်ဆင်းရှင်တွေကြောင့်လားဘုရားသခင်ကြောင့်လားဟုတ်ဘူးနော်ဒါဖြင့်ကိုယ့်ဟာကိုယ်ပေါ့ဟမ်ကိုကြောင့်လားဒီမှာအကြောင်းရှာထားပြီးပြီလေအိဒ္ဓဟာငါလားအိဒ္ဓဆိုတာဘာလဲမနာလိုတာအိဒ္ဓဆိုတာဘာလဲအဲ့ဒါမနာလိုတာငါလားဟမ်
ဟုတ်သလားမဟုတ်ဘူးလားဟမ်သဘောကျတယ်ကွာနော်ဟမ်မနာလိုနေတာငါလားမနာလိုတဲ့စိတ်ခင်ဗျားတို့ထဲမှာအမြဲရှိလားဟမ်အမြဲရှိရင်သမင်းမစားပဲနေဟမ်သမင်းစားနေတဲ့အချိန်မနာလိုလို့ရသလားဟမ်သဘောပါသလားအမြဲတမ်းရှိနေတာလားကိုယ့်ထက်သာတာတွေ့မှမနာလိုတာဟမ်သဘောပါရဲ့လားကိုယ့်ထက်အောက်နေတဲ့လူကိုလောက်မှမရှိတဲ့လူလာရင်ဘာဖြစ်တော့ဝန်တိုတယ်ဟုတ်ကဲ့လားမနာလိုတဲ့စိတ်ရှိနေတဲ့အချိန်ဝန်တိုတာမရှိဘူးရှင်းသလားဝန်တိုနေတဲ့အချိန်မှာမနာလိုတာမရှိဘူးအိတ်တမရှိရတွဲတာပြောထားတာတစိမ့်စီခမရှင်းရလားကဲဒါဖြင့်အိတ်တမရှိရခင်ဗျားတို့ယင်ထဲမှာအမြဲရှိသလားအေးအိတ်တပဲချိန်လာတော့သာရာတွေ့ရင်လာတယ်ဘာဖြစ်လဲရှင်းတယ်ကလားဒါဖြင့်အိတ်တရှိတဲ့အချိန်ငါရှိတယ်ဆိုအိတ်တမရှိရင်ငါလည်းသူခင်ဗျားတို့သိပလားမသေးသေးရင်ငါအိတ်တာလားအိတ်တာဟာငါဟာလားမနာလိုတဲ့စိတ်ဟာဘယ်ချိန်ပေါ်တော့သာရာတွေ့ရင်ပေါ်တယ်မနာလိုတဲ့စိတ်ပဲချိန်ပေါ်တော့ဒီလိုလေးအော်မရတာနော်ဟမ်ဝန်တိုတဲ့စိတ်ကောနေကြတဲ့လူတွေ့ရင်ရှင်းသလားအဲ့ဒါငါလားငါလောက်ထားတာလားဒါပြင်ငါကြောင့်ဆင်းရဲတာလားအဲ့ဒါတရားနှစ်ပုဒ်ကိုတခါတည်းပြည့်စုံအောင်လုပ်ပေးလိုက်တယ်အစေလကတ္တပသုံးမှာဒုက္ခမိမိပြုတာလားသူတစ်ပါးပြုတာလားမရှိဘူးလားအကြိုက်ဆုံးဦးဇင်းတို့အကြိုက်ဆုံးဒါပေမဲ့ချမ်းသာခြင်းတဲ့အရာဆိုတော့ချမ်းသာတာလေးထည့်ဟောမှဖြစ်မှာဆိုသဘောပါသလားဟဲ့ရှင်းရတယ်နော်အခုခင်ဗျားတို့ချမ်းသာရှာတယ်ဘာတွေ့လို့ဆင်းရဲတွေ့တယ်အဲ့ဒါသူများကြောင့်လားအရက်ကမကောင်းလို့လားနိုင်ငံကြီးကမကောင်းလို့လားဘာကြောင့်လို့အဲ့ဒီအိတ်သားမရှိရငါလားသူများလားမနာလိုတာရဲ့ဒါပေမဲ့မနာလိုတာဘာတော့ဆိုတော့မနာလိုတာဘာတော့ဆိုတော့what is အိတ်သားဒီလိုပြောရမှာနော်အိတ်သားဆိုတာဘာလဲဆိုတော့အိတ်သားပဲရှင်းသလားဘာကြောင့်မနာလိုတာလဲဆိုမှဒီလိုဓမ္မတစ်လုံးကိုဒီလိုသိရမှာဓမ္မ is ဓမ္မသင်ပေးခဲ့တယ်ဆရာလေးတွေဘိုးလို့တတ်တယ်နော်ဟမ်သင်ထားတယ်ဓမ္မ is ဓမ္မဆိုတာဓမ္မပဲဆိုတာမနာလိုတာဘာလို့ဆိုရင်မနာလိုတာပဲအဲ့ဒါငါသူတစ်ပါးထည့်ပြောလို့အဲ့ဒါဖယ်ပလိုက်ရင်အဲ့ဒါရှိတုန်းကဆင်းရဲအဲ့ဒါမရှိရင်ဒါပဲဆင်းရဲမရှိတော့ရှင်းတတ်သလားဒါဖြင့်ဒီအိတ်တာဖယ်လိုက်လို့ခင်ဗျားတို့အကျိုးစီးပွားများဆုတ်ယုတ်သွားမလားဒါဖြင့်ချမ်းသာခြင်းဘာဖယ်ရမလဲရှင်းသလားဒါဖြင့်အိတ်တာမစ္စရိယဖယ်တော့မယ်ဆိုရင်ဘာရှာမလဲသာရုမလေးကျင်နှက်လိုက်တာနှုတ်မရင်ဒါတွေပတ်ပြောနေသူတို့မေ့သွားအောင်ပါနော်မလေးဒီလူတွေကရှေ့ရပြောတရားမို့လို့ဟမ်ကိုရီးယားကကြတော့နှစ်ပတ်ချားလဲမှတ်မိတယ်ဗျရှန်ကင်ဘာဖြစ်သွားတာဂွေတောက်ဘာဖြစ်သွားတာရဲ့ဟမ်အခုကျတော့စပိုင်ချစ်သူနဲ့နှက်နေကြတယ်လို့ကဲစပိုင်ဘက်ကနေကြမလားဌာနဘူးဘက်ကနေမလားတော့ဒါလူနေကြတာနော်အဲ့ဒါကြတော့မှတ်မိတယ်တရားကြတော့ရှိရပြောခုအိတ်တမစ္စရိယဆောင်းထားမလားဖယ်ရှားဘာရှာမလဲကျင်ရတယ်နော်အဲ့တော့ဘုရားရှင်ကိုရောမကြီးကတရားမင်းကြီးကိုဟဲ့တရားတဲ့တတ္တဝါတိုင်းချမ်းသာရှာနေပေမဲ့ဆင်းရဲတွေ့နေတာတခြားကြောင့်မဟုတ်ဘူးကွာအိတ်တမစ္စရိယကြောင့်ဆိုတော့တရားမင်းကြီးကဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားတဲ့တပည့်တော်သဘောပေါက်ပြီမိတယ်တရားကြတော့ရှိရပြောခုအိတ်တမစ္စရိယဆောင်းထားမလားဖယ်ရှားဘာရှာမလဲ
ကျေနပ်တယ်နော်အဲ့တော့ဘုရားရှင်ကိုရောင်မကြီးကတရားမင်းကြီးကိုဟဲ့တရားတဲ့တတ္တဝါတိုင်းချမ်းသာရှာနေပေမဲ့ဆင်းရဲတွေ့နေတာတခြားကြောင့်မဟုတ်ဘူးကွာအိတ်သာမစ္စည်းတာတော့ဘုရားမေးတယ်ဟုတ်ပြီနော်ဘာလဲဘာကြောင့်ဖြစ်တာတော့ဘုရားဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဟေးတရားအိတ်သာမစ္စည်းယဟာတခြားကြောင့်ဖြစ်တာမဟုတ်ဘူးဟေးတဲ့ချစ်ချင်းမုန်းခြင်းကြောင့်အဲ့ဒါလေကဲသူများကြီးပွားရင်မနာလိုတဲ့စိတ်မလာဘူးလားကိုသားသမီးကြီးပွားတော့ဘာပြောကျင်သေးလဲဟမ်သဘောပါသလားကိုချစ်တဲ့လူကြကြီးပွားရင်ဝမ်းတောင်သားနေသေးတယ်အိတ်သာလာသလားဟမ်ကဲကိုထက်နှိမ့်ကြတဲ့လူကြတော့ဘာဖြစ်တော့ဝန်တိုးတယ်နော်ကိုသားသမီးနှိမ့်ကြနေတော့ဟမ်ပေးရင်ကန်းကျင်စိတ်ဘယ်လောက်ဆိုးဖိုးသမားဖြစ်လဲဘိန်းစားဖြစ်လဲဟမ်ဖားကံပြောတာမဟုတ်ကျို့မန်းလေးရတဲ့ကမကြီးပြောတာဟမ်မန်းလေးကကျို့တို့ကျောင်းတကာကျောင်းမကြီးပြောတာသူသားကဖိုးသမားနော်အခုရန်ကုန်သွားပြီးဖိုးဖြတ်နေတဲ့ဘုန်းကြီးခဏဖြတ်တာပါလို့ဒါလိုပါပဲဟန်ဆောင်ပြီးဆေးုံတွေကပြန်တော့ပြီးအပြန်လို့လည်းတောက်မှာပါပဲဘုန်းကြီးတဲ့ဒီတယောက်ကြောင့်စိတ်ညစ်နေတယ်သူ့ကြောင့်ညစ်တယ်မဟုတ်ပါဘူးခင်ဗျားတို့သူ့သားလေးကိုကြတော့သူများဘိန်းစားဆိုသဘောပါလားအမေဘိန်းစားအိမ်ရှိလာချပဲနဲ့ဖားကမှလူနေတဲ့ဒုတ်ရှိတယ်ဟမ်ဒုတ်ကလေးထိုးပြီးဒါဘသူဘိန်းစားတော့သူများဘိန်းစားကိုဘိန်းစားဆိုရင်တော့ရှင်းသလားဟဲ့ဒါပေမဲ့အိတ်သာမစ္စည်းကဘယ်ကလားကျင်တတ်ကြလားအမလို့ကိုမုန်းတဲ့လူများကြီးပွားနေရင်မနာလိုတဲ့စိတ်ဖြစ်မဖြစ်ရှင်းတဲ့လူကြီးပွားနေတော့ဝမ်းသာလိုက်တာမလီသူတို့ကမုဒိတာပဲပွားတာလို့မဟုတ်ပါဘူးချစ်နေလို့ပါရှင်းသလားအဲ့ဒါမုဒိတာမပွားနိုင်မုဒိတာအစ်စ်မဖြစ်ကြတာဘာကြောင့်လို့ဆိုတော့ခင်ဗျားတို့ဘယ်သူခန်းနေတာတော့ဒါဖြင့်ချစ်ချင်းမုန်းခြင်းကအကြောင်းတရားအကြောင်းနဲ့ခုခင်ဗျားတို့မှာမနာလိုဝန်တိုရှိမရှိအဲ့တော့မနာလိုဝန်တိုအလိုလိုရှိတာလားသူများအများပြုစားထားလို့လားသူများလာထည့်ထားတာလားဘယ်သူကြောင့်ဖြစ်တော့ဒါဖြင့်ချစ်ချင်းမုန်းခြင်းကငါလားငါဥစ္စာလားချစ်တာပါလဲချစ်တာပဲလေခက်လိုက်တာဒါတို့တရားသိအောင်ပြောနေတာပေါ့မဟုတ်ဘူးဒီနေ့ပြောသွားတဲ့စကားတွေအိမ်ရောက်ရင်သိချာနားထောင်တယ်တကယ်တော့အဲ့ဒီချစ်တာရောကိုနဲ့ဆိုင်သလားကိုဟာလားအမြဲတမ်းချစ်နေလို့ရသလားအမြဲတမ်းမုန်းနေလို့စဉ်းစားတော့မုန်းတဲ့စိတ်နဲ့ကြီးနေလို့လဲချစ်တဲ့စိတ်နဲ့ကြီးနေလို့လဲရှင်းသလားတချို့ကအဲ့ဒါသဘောမပေါက်တော့မင်းကိုကွာငါဘယ်တော့မှမမိတ်ဘယ်တော့မှမမိတ်ရင်တော့သေတော့မှာဟမ်ဒီတယောက်တည်းသတိရနေသူသမင်းစားချိန်လဲသတိမရတော့ရေချိုးချိန်လဲသဘောပါသလားမျက်စိတွေကအပိုင်သူတို့သဘောပါသလားမျက်စိတွေကမထွက်ရင်အဲ့မျက်စိကမ်းပြီသဘောပါလားဒါသက်လိန်နေတာဟိုကလိန်မှန်းသိရတဲ့နဲ့ချစ်နေတော့ရှုံတာပဲကြည်နိုင်ကြလားကောင်းပြောတယ်လေဦးဇင်းဟိုမှာဘာကမှပြောခဲ့ပြီးပါပြီလူတွေအလိန်ဆုံးအချိန်ရှိတယ်ဟမ်ဘယ်ချိန်လဲသိလားလူတွေသိလိန်တဲ့အချိန်ရှိတယ်အလိန်ဆုံးအချိန်သမီးစားထားတဲ့အချိန်သဘောပါလားဟာတယောက်နဲ့တယောက်လှည့်ပတ်လိန်နေတာပဲဘယ်မှလည်းဟုတ်တာမပါဘူးကျင်တတ်ကြလားမင်းတို့အသက်ပင်သေရဆိုပြီးတော့နာစီတာတောင်ပြောက်အောင်ကုမပေးနိုင်ကျင်တတ်ကြလားသဘောပေါက်ရဲ့လားအဲ့တော့
ဖြစ်နေတော့အပြစ်မမြင်ဘူးဟမ်ဟာတဲ့ဖြစ်နေရင်အပြစ်မမြင်ဘူးအပြစ်မမြင်သူအိတ်တမစ္စည်းကလာအောင်လားမုန်းနေရင်တော့ဟမ်မုန်းစိတ်ဝင်လာရင်ဘာလို့အစင်မပြေတော့ဘူးအကုန်တန်တရားဖြစ်ကုန်သဘောပါရဲ့လားမုန်းတဲ့လူကြတော့မုန်းတဲ့ဘက်ကကြည့်ရင်အကုန်အပြစ်ကြီးပဲချစ်တဲ့လူကြတော့ချစ်တဲ့ဘက်ကကြည့်တော့အပြစ်ကိုချစ်ဆိုရင်လည်းဆိုးလို့ချစ်နေတာပဲကောင်းရင်လည်းကြည်နိုင်ကြလားဒါဖြင့်အိတ်တမစ္စည်းကဘယ်သူကြောင့်ဖြစ်ကြည်နိုင်ကြလားဟိဒါဖြင့်ကဲတူတူလေးချုပ်လိုက်မယ်ချစ်ချင်းမုန်းချင်းကိုခင်ဗျားတို့ကျို့တို့ယင်ထဲမှာမွေးမြူထားရမလားဖယ်ရှားအချစ်မုန်းကင်းရင်အိတ်တမစ္စည်းကကင်းရင်ဆင်းရဲခြင်းကင်းတယ်ဆင်းရဲကင်းတာပါတော့နီးနီးလေးပဲဗျဟမ်နိဗ္ဗာန်ဝေးသလားဆင်းရဲကင်းတာပါလေနိဗ္ဗာန်ဆိုတော့ဆင်းရဲပဲမှရှိတော့ခုခင်ဗျားတို့ခန္ဓာမှာမရှိဘူးလားခင်ဗျားတို့ကျိုးတို့တွေချမ်းသာနေသလားဆင်းရဲနေလားဆင်းရဲပဲမှရှိဟုတ်ပြီအဲ့ဒီခန္ဓာထဲမှာဘယ်သူရှိနေလို့အိတ်တမစ္စည်းရှိလို့ဆင်းရဲတာဟုတ်ပြီနော်အဲ့တော့အိတ်တမစ္စည်းလည်းဘယ်သူရှိလို့ရှိတာဒါဖြင့်ချစ်ချင်းမုန်းချင်းရှိရင်အိတ်တမစ္စည်းရှိရင်ဆင်းရဲရှိရင်ကြည်နိုင်ကြလားဒါဖြင့်နိဗ္ဗာန်ရောက်ခြင်းရင်ဆင်းရဲမရှိပါဆင်းရဲမရှိခြင်းရင်အိတ်တမစ္စည်းမရှိခြင်းရင်ကြည်နိုင်ကြလားသဘောကျရဲ့လားအဲ့တော့ဘယ်သူဖယ်ရမလဲအချစ်အမုန်းကင်းမှချမ်းသာရဗါတဲ့ဘာကင်းမှတော့အချစ်မုန်းကင်းမှပြန်ပြောပါကျင်တတ်ပြီနော်တချို့ကချစ်တာကိုလက်တစ်ပါးလှုပ်ချင်လှုပ်နေတာမုန်းတာကိုရန်သူလှုပ်ချင်လှုပ်နေတာမုန်းတာရှိရင်ချစ်တာရှိချစ်တာရှိလို့အချစ်မုန်းဟာသဘောတူလားဆန့်ကျင်ပဲဒါပေမဲ့တစ်ခုရှိရင်တစ်ခုရှိချစ်တာရှိလို့မုန်းတယ်လို့ပြောနိုင်တာဟုတ်ပြီနော်တချို့ကမလေးနှစ်ယောက်သိခင်ခဲ့သိချစ်ခဲ့ကြပြီးမှပြဿနာတက်ပြီးမုန်းတော့အမလေးဒီကောင်းမငါကြည့်ကိုမရဘူးကြည့်ကိုမရဘူးလည်းပြောသေးတယ်မျက်စောင်းထိုးပြီးတော့လေဒါဖြင့် तू ဘာလို့မုန်းတာတော့ချစ်နေလို့မုန်းတာရှင်းသလားဘာဖြစ်လဲချစ်နေလို့မုန်းတာသဘောပါသလားဘာလို့ချစ်တာတုံးဆိုတော့မုန်းတော့မလို့ချစ်တာသဘောပါသလားကြည့်တယ်ဒီမှာလက်နှစ်ချောင်းမြင်လားလက်နှစ်ချောင်းမြင်တယ်နော်ဘယ်ရှိတော့ဟုတ်ပြီဘယ်သူကတူလက်ညှိုးဘယ်လိုတူอ่ะတူသလားရှိသလားဟမ်တချောင်းလဲကြတော့ဘာမှပြောလို့နိုင်ရှင်စရာချစ်ချင်းရှိလို့အကောင်းရှိလို့ဒုက္ခရှိလို့ရှင်းသလားလောကဓမ္မတွေဟာဒီတိုင်းကြီးပဲအမြင့်ရှိလို့အနိုင်ရှိလို့ကျင်ကြလားအဲ့တော့ဓမ္မသဘာဝအလုံးမှာဒီမှာနိုင်ရှင်စရာရှိနေသေးသေးဟာဆန့်ကျင်ဘက်တွေရှိနေတယ်ဆန့်ကျင်ဘက်တွေရှိနေတော့ဝိရောဓိတွေရှိနေသေးသေးချမ်းသာမလားဆင်းရဲမလားသဘောပါသလားဒါဖြင့်နိဗ္ဗာန်ဟာချစ်စရာလားမုန်းစရာလားချစ်စရာဆိုခင်ဗျားတို့မုန်းအောင်ပါသဘောပါသလားချစ်စရာလည်းမရှိဘူးအချစ်အမုန်းကင်းတာမနာလိုဝန်တိုရှင်းတာဆင်းရဲချမ်းသာလွတ်မြောက်တာကြည်နိုင်ကြလားကျွတ်တရားအထုတ်နေရင်လည်းအဲ့ဒါချမ်းသာရှာခြင်းရှားနေတာအိုးဘုန်းကြီးအေးသွားတာအဲ့ဒါနိဗ္ဗာန်တင်တာအေးတာပဲနိဗ္ဗာန်မပေါ့ဟမ်သဘောပါလားဒီမှာစဝိုင်းကြီးနဲ့ဘာရင်းနဲ့ဆိုတော့လည်းအလုတ်ပေးလေးလည်းပါအောင်မှဖြစ်ပါဘူးနော်ဟမ်ကျောင်းတော်ကြီးမှာစဝိုင်းကြီးတောင်ထောင်ထားတယ်ဆိုရင်ဒီလိုတွေပေါ့တော့မပေါ့ဘူးဆိုရင်လေးလို့ပေါ့လေသဘောပါလားလေးရင်တော့ရှေ့တော်နဲ့
မရောက်တော့ပါဘူးဟမ်ငုတ်တုတ်ကြီးတွေထိုင်အမငိုက်ဘူးဆိုလို့ဘာလို့နေရထင်တော့တွေးနေတာကိုယ့်ကိုသိချာသိအောင်လို့ဟမ်တဏှာကြီးတွင်းမှာခင်ဗျားတို့ကျွတ်တို့အာယုံစူးစိုက်နေတာအခု common 15မိနစ်ပဲစူးစိုက်နေအဲ့15မိနစ်ဟိုဘက်ကိုတော်တော်နှပန်းလုံးနေရအဲ့တော့တခါတလေတဏှာကြီးတော့ထိုင်လိုက်တာပဲဖြစ်ပြဲမှမသိလိုက်တခါတလေကြတော့လေကြားတာလေးမမြင်တာလေးနဲ့ကြည့်တော့အော်မရှိဘူးဟုတ်သားပဲဖြစ်ပြဲပဲဆိုဟုတ်သားပဲရဲ့နှုံပဲစိတ်ကူးရင်လိုက်တာတဏှာကြီးကဘလို့ပြေးလို့ပြေးသွားမှမသိလိုက်အဲ့မတ်ထိုင်နေတိုင်းလဲသိအထင်မကြီးနဲ့အတွေးကောင်းနေတာသဘောပါလားဒါကြောင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအလုပ်ပေးထားတဲ့သတိထားကျင့်တတ်ကြလားဗါတဲ့အဲ့ဒီသတိဝိရိယပညာဘယ်ချိန်ရှိရကျေးဇူးရှင်တို့ရဲ့နော်ဒါမို့သူတို့အဲ့ဒါတရားထိုင်တုံးပဲအလုပ်လို့အိမ်ထဲရောက်တော့စွန်တောင်ဆွဲတွေဖြစ်ကုန်သဘောပါသလားဟောသားနဲ့တွေ့တော့တစ်မျိုးသမီးနဲ့တွေ့တော့တစ်မျိုးဘေးကရန်သူနဲ့တွေ့တော့တစ်မျိုးဒါရိတ်တာကပြန်လာတာတဲ့သဘောပါသလားသတိဝိရိယပညာဘယ်ချိန်ရှိရမှာအမြဲရှိအောင်ခုမလေးတရားလာဟောတာခင်ဗျားတို့အမြဲရှိအောင်သတိလာပေးတာကျင်တတ်ကြလားဒါဖြင့်ဒုက္ခသစ္စာဆင်းရဲခြင်းဘယ်သူကြောင့်ဖြစ်တော့ဣဒ္ဓမစ္စရိယကအကြောင်းဟုတ်ပြီဣဒ္ဓမစ္စရိယအလိုလိုဖြစ်သလားသူများလာထည့်ပေးထားတာလားပတ်ဝန်းကျင်မကောင်းလို့လားဘယ်သူကြောင့်ဖြစ်ဟုတ်ပြီချစ်ချင်းမုန်းခြင်းကအကြောင်းနဲ့အကြောင်းရှိရင်အကြောင်းမရှိရင်ကျင်တယ်နော်ဒီတော့မှတရားလားအရှင်ဘုရားနော်တရားမင်းကြီးကဘုရားကိုဣဒ္ဓမစ္စရိယချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်ဆိုတာဘုရားတပည့်တော်သဘောပေါက်ပါပြီအဲ့ဒီချစ်ချင်းမုန်းခြင်းကဟောဘုရားဘသူကြောင့်ဖြစ်တယ်လဲကဲအကြောင်းရှာရအောင်နော်ကဲဘာလို့အချစ်မုန်းနေလားလဲဘုန်းကြီးပဲဟောပါဗျာနော်မစင်စားနဲ့အုံနောက်၆တယ်နော်အဲ့တော့မဟုတ်လေဒီဘုန်းကြီးကဟောမလို့လာတာပဲဟုတ်လားအဲ့တော့ချစ်ချင်းမုန်းခြင်းဟာနန္ဒီကြောင့်ဖြစ်တယ်ဘယ်သူကြောင့်နန္ဒီဆိုတာကိုယ်စကားမဟုတ်ဘူးနှစ်သက်မှုဘာလဲဟောနှစ်သက်ခြင်းမနှစ်သက်ခြင်းခင်ဗျားတို့စိတ်ထဲမှာရှိမရှိနှစ်သက်တတ်တဲ့သဘောမနှစ်သက်တတ်တဲ့သဘောအဲ့ဒီနှစ်သက်ခြင်းမနှစ်သက်ခြင်းကဘယ်သူကိုဖြစ်စေဟောရှင်းလားအဲ့ဒါကြောင့်ဦးဇင်းကတရားနာတဲ့လူတွေဟိုးမော်ဝမ်းမှာပြောခဲ့ဘယ်သူဟောတရားသွားနာသို့တော့ဘာသိအောင်နာတရားသိအောင်တော့နာပါဒါပေမဲ့ကိုယ်အကြိုက်နဲ့ကိုယ်လည်းအားလုံးခြေတော်ခနဲ့ရဝံကုန်းဟုတ်လားအားလုံးပြောခဲ့မယ်ဘယ်တရားသွားနာအခုလည်းဒီကမပြန်ခင်လေးကိုကျေးဇူးရှင်တို့ကိုသတိပေးပါဦးဘုန်းကြီးတရားငါချက်လိုက်တာအေးမလုပ်ပါနဲ့ခင်ဗျားတို့အချစ်အမုန်းတွေနန္ဒီတွေနှစ်သက်မှုတွေကြားထဲမှာတရားကိုဆွဲမထည့်လိုက်နဲ့ဟုတ်ပြီနော်ခင်ဗျားတို့အကြိုက်နဲ့ကြိုက်သွားရင်တရားအဆင်မပြေတော့ရှင်းသလားဘုရားရှင်ကိုယ်တော်မြတ်ကြီးကသာသနာတော်ကို45ဝါတရားတွေဟောသွားတာတတ္တဝါတွေကြိုက်အောင်ဟောသွားတာလားမကြိုက်အောင်ဟောသွားတာလားဘယ်လိုဟောတာလဲသိအောင်ဟောတာအမှန်ပြောတာဘာဖြစ်တယ်သိအောင်ပြောတာအမှန်ကိုပြောတာအခုဥသုမင်္ဂလာကလည်းဥသုမင်္ဂလာကိုကြိုက်အောင်ခင်ဗျားတို့ကိုတရားလာဟောတာလားဟုတ်သလားဥသုမင်္ဂလာကိုကြိုက်အောင်ဟောတာလားကျုပ်ပြောနေတဲ့အထဲမှာခင်ဗျားတို့ကိုတရားကြိုက်အောင်ဟောသလားမဟုတ်တရားကိုလည်းမကြိုက်ကျုပ်ကိုလည်းမကြိုက်ဟုတ်ပြီနော်ဘာလို့တရားသိရမှာကိုယ်အကြိုက်နဲ့မကြိုက်ကြိုက်လို့နန္ဒီဝင်လာရင်ချစ်ချင်းမုန်းခြင်းလားချစ်ချင်းမုန်းခြင်းလာရင်
အိဒါမစ္စည်းလာရင်ကျင်တတ်ကြလားအဲ့တော့ခင်ဗျားတို့ကကိုယ်ကြိုက်နဲ့သွားကြိုက်ရင်ကိုယ်ကြိုက်ဆိုကြတဲ့ကိုကကိလေသာကင်းတယ်လူလားကိလေသာနဲ့လူလားလောဘဒေါသမောဟရှိမရှိရှိရင်ဘက်လိုက်မှုတွေရှိမရှိအဲ့ဒီဘက်လိုက်မှုရှိတယ်ဆိုကြတဲ့အမှန်တရားဖြစ်နိုင်ပါဦးမလားခုကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးတရားတွေနာကြတော့အိုးတခြားသောရိတ်တာတခြားသောဆရာတော်တရားတွေလာမလီအဲ့ဒါတွေနာလို့ကိုမပြောင်းငါတော့ဒုမိုးကုန်းမှာဒုမိုးကုန်းသူဘသူကြိုက်နေကြိုက်ကိုကြိုက်နေကြိုက်တာဟိုကငါမကြိုက်ဘူးတဲ့ဒါပဲကြိုက်တာဓမ္မတရားဆိုတော့ဟိုဟာတွေကအဲ့ဒါပြဿနာတက်တာပေါ့ဗျာသဘောပါသလားအဲ့တော့ဘယ်တရားသွားနာကိုကြိုက်နေမကြိုက်နဲ့ကဲအခုဦးသိန်းပြောနေတာတွေတဘာဝကြမကြစဉ်းစားတော့ဦးသိန်းကဘသူတရားဟောနေတာဘုရားရှင်ဟောတဲ့အတိုင်းတရားနဲ့အမေးဖြေကိုဒါပါဠိမဖက်မြန်မာစကားပြေနဲ့ဟောပေးနေတာရှင်းတယ်နော်စာအုပ်ထဲသွားပါခင်ဗျားတို့ဒီတိုင်းပဲတွေ့မယ်အိဒါမစ္စည်းဘယ်ရလားချီချင်းမုံချင်းဘယ်ရလားနှစ်သက်မှုနန္ဒီရလားအဲ့ဒီတရားတွေခင်ဗျားတို့ကျိုးတို့တဏ္ဍာမှာရှိမရှိကြိုက်တတ်တာလေးတွေမကြိုက်တတ်တာရောကြိုက်တတ်တာမကြိုက်တတ်တာရှိခင်ဗျားတို့မှာအချစ်မုန်းရှိတယ်အချစ်မုန်းရှိရင်ဆင်းရဲဥမှာပဲရှင်းသလားဒါဖြင့်ဆင်းရဲခြင်းလို့ဆင်းရဲနေတာလားမရှိသင့်တာတွေရှိနေလို့ဆင်းရဲတာကဲဘုရားယဟန္တာများဆင်းရဲသလားဒါဖြင့်တတ္တဝါတိုင်းဆင်းရဲသလားမဆင်းရဲဘူးအိဒါမစ္စည်းမရှိရင်ရှိရဲ့ရှင်းသလားကထာဝတ္ထုမှာကျတော့ဒီလိုပြောထားတာဟာလူတိုင်းဆင်းရဲသလားဟာဒီလိုမပြောနဲ့လူတိုင်းတော့အိဒါမစ္စည်းရှိရင်မရှိရှင်းကလားဒါဖြင့်အိဒါမစ္စည်းရှိခြင်းမရှိခြင်းကလူတွေနတ်တွေနဲ့ဆိုင်သလားရှင်းတယ်နော်ဒါဖြင့်သူ့အပြစ်သိပြီဆိုရင်တို့သူ့မွေးမြူထားမလားဖယ်ရှားကောင်းပြီနန္ဒီနှစ်သက်မှုဘယ်ဟာလာသလဲဆိုတော့အတူချုံတော့မယ်ဒီနေ့ဒီတရားကိုတပုတ်တရက်တည်းဖြတ်ခြင်းလို့နန္ဒီနှစ်သက်မှုဟာမတွေ့မမြင်မကြားမနဲ့ဖြစ်မလားမဖြစ်တော့နှစ်သက်မှုဘယ်ဟာလာလဲဆိုတော့ဝေဒနာကလာတယ်ဝေဒနာဘယ်ဟာလာလဲဆိုဖတ်တာကလာတယ်ဒီလိုပြောတော့မှာပြောတော့တခါတည်းပဲပြောလိုက်ကြတယ်မျက်စိနဲ့အဆင်းနဲ့တိုက်ပါစိတ်ပေါ့မမြင်သေးပဲနဲ့နှစ်သက်မှုလာမလားမကြားသေးပဲနဲ့နှစ်သက်မှုကဲမြင်နဲ့ကြားတဲ့အခါမြင်ပြီးကြားပြီဟေ့ဆိုတာနဲ့ဘယ်သူလာတော့နှစ်သက်မှုနောက်ကချစ်ချင်းမုန်းချင်းနောက်ကအိဒါမစ္စည်းနောက်ကရှင်းကြလားဒါဖြင့်မြင်တယ်ဆိုတော့ဘယ်ကမြင်တာမြင်တာဘယ်ကမြင်တော့ဘာကိုမြင်တော့အဲ့ဒါလေးတော့မှတ်ထားတာစဝိုင်းထောင်ထားလို့အတူချုပ်ခေါ်လိုက်တာနော်ဘယ်ကမြင်တော့မြင်တတ်တာဘယ်ရတော့ဟုတ်ပြီဘာကိုမြင်တာလဲမျက်စိကမြင်ရင်ဘာကိုလဲအစင်းထဲမှာငါ့ကိုငါဟာပါသလားငါသားငါသမီးရောနှစ်သက်เสียမနှစ်သက်เสียရောအစင်းကသူ့ကိုနှစ်သက်ပါလို့ပြောသလားမပြောဘူးခင်ဗျားတို့အကြိုက်နဲ့ကြိုက်နေလို့ဒီရောင်တော့ငါကြိုက်တယ်ဟိုရောင်တော့ဒီဟာကြိုက်တယ်ဆိုဟိုဟာမုန်းတော့ရှင်းသလားအနီကြိုက်တဲ့လူကအစိမ့်မကြိုက်အစိမ့်ကြိုက်တဲ့လူကဟုတ်ပြီနော်ဘယ်သူကမှန်ဟမ်နေဝါပြစိမ့်ဘယ်ဟာကြိုက်တာမှန်တော့အေးအဲ့ဒါတချို့ကဟိုစိတ်တစားရောင်ရောင်ခတ်ကြောင်ကြောင်ကအစင်းရောင်ကြိုက်ရင်လန်းဆန်းတဲ့တက်တွတယ်ရဲရင့်တဲ့ဟမ်သဘောပါလားဘာမှမဟုတ်ဘူးကြောင်တာအယောင်ဆိုတာအာယုံလှည့်စားနေဘာလို့လဲလှည့်စားနေတာကဲဒါဘာယောင်တော့ဟုတ်ပါ red ဟုတ်ပါ red သူကလည်းသူပြောချင်တယ်လို့ပြောမှာကိုကလည်းကိုပြောချင်လို့ပြောမှာဘယ်ဟာမှန်းတော့ဘယ်ဟာမှနောက်မှညှိထားလို့ကဘာကြီးချိန်ထားတာ red ဆိုတာအနီရောင် green ဆိုတာအစိမ်းရောင်ရှင်းသလားနောက်မှပြန်ကြိုက်ထားတာပါဗျဘယ်ဟာမှန်းတော့ဆိုရင်လှည့်စားတာဘာလို့တာလဲဘာလို့တာလဲခင်ဗျားတို့ကျွတ်တို့ဘာလို့တာကြိုက်အောင်လဲလှည့်စားတယ်ရှင်းကလား